Roma Owarasa Sango, Turugua Lila Kijare, the map breaker de go, Minglabal, Cridon, Amana Uswa, no consebare. In the best general Roma Owarasa Sango, Celebro Lila Jama Pibare, Nijaro, Roma can you say lay, Gusabro, Lila Jama Pibare, Roma can you say lay, in Sonjaro, and a ticani bro, lay, teach out him up, Popia Petare, a John Yago, wing up. ပေးမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးရောမခန်းကြီး14အငယ်1ကနေပြီးတော့4အထိဖတ်ပြပါမယ်ယုံကြည်အားနည်းသောသူတို့ကိုလက်ခံကြလောတို့ရတွင်ယုံမှဘွေသောပြဿနာတို့ကိုထိုသူနှင့်မဆွေးနွေးကြနဲ့အစာအမျိုးမျိုးကိုစအပ်သည်ဟုလူအချိုးယုံ၏အားနည်းသောသူမူကားဟင်းတီဟင်းရွက်ကိုသာစား၏အမျိုးမျိုးကိုစားတော်သူသည်မစားတော်သူကိုမထီမဲ့မြင်မပြုတ်စေနဲ့မစားတော်သူသည်လေစားတော်သူကိုမဆက်ကြောမစီရင်စေနဲ့အကြောင်းမူကားဘုရားသခင်သည်သူ့ကိုလက်ခံတော်မူသည်သူတစ်ပါးပိုင်သောလူကိုဆက်ကြောစီရင်သောတင်သည်အဘိဓုနိသူသည်မိမိသခင်စီရင်သောအားဖြင့်သာအပြစ်လွှတ်ခြင်းအပြစ်ခံခြင်းသို့ရောက်ရ၏သူဒီအပြစ်လွှတ်ခြင်းသို့ရောက်လိမ့်မည်အကြောင်းမူကားဘုရားသခင်သည်သူ၏အပြစ်ကိုလွှတ်ခြင်းကတတ်နိုင်တော်မူ၏လို့ပြောပြထားပါတယ်ဒီရောမအခန်းကြီး14တစ်ခန်းလုံးဟာအချင်းချင်းယုံကြည်သူအချင်းချင်းတယောက်ကိုတယောက်စကြောစီရင်ခြင်းမပြုဖို့ရန်စင်ဘောလူကမှာကြပေးတာဖြစ်ပါတယ်ခုနကျွန်တော်တို့ရောမခန်း14တက်ကနေ4ကိုဖတ်တဲ့အခါမှာစင်ဘောလူကယုံကြည်သူအချင်းချင်းပြစ်တင်စီရင်ခြင်းကဲ့ရဲ့ခြင်းနော်မပြုတ်ကြဖို့အတွက်တိုက်တွန်းနှိုးဆော်ပေးထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ယုံကြည်သူခရိယန်တို့မှာယုံကြည်ခြင်းပမာဏမှာတပြင်းညီမရှိကြပါဘူးအချို့ယုံကြည်ခြင်းမှာအားကြီးသောသူရှိသလိုအချို့အားနည်းသောသူများလည်းရှိကြပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ရှေးတွေမှာဖော်ပြပေးထားတယ်လို့ပဲငါတို့ခန္ဓာကိုယ်တစ်ခုမှာအင်္ကာအစိတ်အပိုင်းတွေရှိတဲ့ကဲ့သို့ယုံကြည်သူတို့တွေမှာလည်းပဲအမျိုးမျိုးရှိကြတယ်ဆိုတာကိုကျွန်တော်တို့သိရပါတယ်ယုံကြည်ခြင်း၌အားကြီးခြင်းနဲ့ယုံကြည်ခြင်း၌အားနည်းခြင်းတို့ဟာထိုသူတို့စီမှာဖျားပေးတဲ့ယုံကြည်ခြင်းတမန်တရားပမာဏအနည်းအများကိုဆိုလိုခြင်းမဟုတ်ပါဘူးဖျားရခင်ကပေးတဲ့ယုံကြည်ခြင်းစုကြည်စုဟာအတူတူပဲဖြစ်ပါတယ်ထိုယုံကြည်ခြင်းဟာသခင်ယေရှုကိုယုံကြည်လက်ခံစေသောယုံကြည်ခြင်းမျိုးဖြစ်ပါတယ်ယုံကြည်ခြင်းမှာအားကြီးခြင်းနဲ့အားနည်းခြင်းဆိုပြီးတော့စီးရတာကတမန်တရားဖက်မှာလက်ကျက်တင်ယူမွဲလျော်ခြင်းအပေါ်မှာမူတည်ပြီးတော့ခါအဲ့ဒါလိုခြားနာရခြင်းဖြစ်ပါတယ်ဥပမာယုံကြည်သူတွေကြားထဲမှာရှင်ပေါလုပြောတဲ့စကားတွေမှာကျွန်တော်တို့တွေ့ရတာကတော့ခြေခဲသောအစာကိုသုံးဆောင်နိုင်သောသူနဲ့နိုးကိုသာသုံးဆောင်တော့သူဆိုတာကိုလည်းပဲကျွန်တော်တို့တွေ့ရပါတယ်เนาะအသက်ရှင်သူချင်းချင်းဖြစ်တော်လည်းပဲလူကြီးနဲ့ကလေးခြားနာတယ်လို့ခြားနာကြတာကိုဆိုလိုခြင်းဖြစ်ပါတယ်ယုံကြည်ခြင်းဘက်မှာအားကြီးသောသူတို့ဟာတမန်တရားအတီးတရားတို့ဘက်မှာအနှိမ့်ငယ်သာ၍လက်ကျက်ခြင်းရှိတဲ့အတွက်ကြောင့်ယုံကြည်ခြင်းတရားအကြောင်းပို၍တည်မြင်တယ်ယုံကြည်ခြင်းအားဖြင့်လွှတ်ခြင်းတရားအကြောင်းကိုပို၍နားလေသိရှိတာကြောင့်အတ္တတာမှာပိုပြီးတော့စိတ်ချတေချာခြင်းရှိသောသူများဖြစ်ပါတယ်။ဒီနေ့အပြင်ဧဝံဂေလိတရားအပြင်လွှတ်ခြင်းအခွင့်ရဲ့အတိမ်အနက်အကျေအဝန်းအတိုင်းအတာကိုပိုပြီးတော့လက်နဲ့တေချာစွာတင်ယူလေးလာသိရှိကြတဲ့အတွက်ကြောင့်အဲ့ဒီလွှတ်ခြင်းအခွင့်ကိုတုံးပြီးတော့လွတ်လပ်ပေါ်ပါစွာအသက်ရှင်ကြသူများဖြစ်ပါတယ်ဒါကယုံကြည်ခြင်းပိုင်းဆိုင်ရာမှာအားကြီးတဲ့လူတို့ရဲ့အခြေအနေဖြစ်ပါတယ်
ဒါဆိုရင်ယုံကြည်ခြင်းဖက်မှာအားနေသောသူတို့ဟာယုံကြည်ခြင်းလို့ခေါ်တဲ့တမန်တရားကိုရရှိကြသူများဖြစ်ပေမဲ့ထိုတရားမှာလက်ကျက်မွေးလျော်မှုအားနေတာကြောင့်လည်းဖြစ်မယ်ဒါမှမဟုတ်ရင်ယုံကြည်ခြင်းတို့ရောက်ကားစားယုံကြည်သူများလည်းဖြစ်ကောင်းဖြစ်မှာဖြစ်တယ်သူတို့တွေကိုကျွန်တော်တို့ကယုံကြည်ခြင်း၌အားနေသေးသူလို့ခေါ်ရခြင်းဖြစ်ပါတယ်ရောမမြို့မှာရှိတဲ့ယုံကြည်သူတို့ထက်မှာအဲ့ဒါလို့ယုံကြည်သူလူဒန်းစား2ရက်ရှိတယ်ဆိုတော့ကျွန်တော်တို့သိရပါတယ်သူတို့ကြားထဲမှာအချင်းချင်းလက်ညှိုးထိုးပြီးတော့ပြစ်တင်ဝေဖန်များလဲရှိကြတဲ့အတွက်ကြောင့်စင်ပေါလုကအဲ့ဒါလိုပြစ်တင်ဝေဖန်ဆက်ကြောစီရင်ခြင်းမပြုကြဖို့အတွက်ပြောပြနေခြင်းဖြစ်ပါတယ်အထူးသဖြင့်ရောမမြို့မှာရှိတဲ့ယုံကြည်သူတို့ကိုကျွန်တော်တို့လေ့လာတဲ့အခါမှာနော်တပါးအမျိုးသားယုံကြည်သူများနဲ့ယူဒားယုံကြည်သူများလည်းရှိကြတာတွေ့ရပါတယ်အဲ့ဒါကြောင့်ဒီလူမျိုးစုနှစ်စုဖြစ်တဲ့တမိုင်းနောက်ခံမတူညီကြတဲ့လူပေါင်းအဖွဲ့အစည်းမှလာကြသူများဖြစ်ကြတဲ့အတွက်ကြောင့်မလို့နော်တယောက်နဲ့တယောက်လင်းညှိုးထိုးเสียဖြစ်လာခဲ့တာဖြစ်တယ်နောက်ပြီးတော့ယူဒားလူတို့အထက်မှာလည်းပဲဒီယူဒားယုံကြည်သူတွေအထက်မှာလည်းပဲယုံကြည်ခြင်းဘက်မှာယဉ်ကျေးတော်သူနဲ့မယဉ်ကျေးတော်သူများလည်းရှိပါတယ်သူတို့ဟာယုံကြည်ခြင်းတို့ရောက်ကြတဲ့အခါမှာအစားအသောက်နဲ့ဆိုင်ပြီးတော့ငင်းခုန်ခြင်းရှုပ်ထွေးခြင်းများရှိကြပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့ကိုရင်တို့အသင်းတော်မှာလည်းပဲဖြစ်ခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ရှင်ဘောလူကကိုရင်တို့အသင်းတော်ကိုလည်းပဲဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့တုံတင်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ယုံကြည်ခြင်းဘက်မှာအာကြီးရင်းကျက်သူခရိယန်တို့ဟာအစားအသောက်အဖြစ်နော်မိမိကိုယ်ကိုဘာတန်တရားမှမရှိကြပါဘူးကောင်းကင်နိုင်ငံတော်ဟာအစားအသောက်နဲ့မတည်ဘူးဆိုတာကိုလေသူတို့ကောင်းမွန်စွာနားလည်ကြတယ်အသားငါမှစားပြီးတော့ဟင်းတီးဟင်းရွေးမျိုးစုံကိုဩတဘစိတ်ကြည်ကြည်နဲ့နော်ဩတဘစိတ်ကြည်လင်စွာနဲ့ပဲသူတို့တုံးဆောင်နိုင်ကြတာဖြစ်တယ်ဒါယုံကြည်ခြင်းဘက်မှာအားကြီးတဲ့လူတွေဒါပေမဲ့ယုံကြည်ခြင်းဘက်မှာအားနေတဲ့တပါးအမျိုးသားတို့ဟာယုံကြည်ခြင်းတို့ရောက်သွားပြီးတဲ့အခါမှာသာသနာပါလူတို့ကနေပြီးတော့နတ်ဆိုးကိုပူဇော်တဲ့အသားကိုဆိုလို့ရှိရင်တို့မစားရကြတော့ဘူးစားမိခဲ့မယ်ဆိုလို့ရှိရင်ဒါကနတ်ဆိုးကိုပူဇော်တဲ့အသားဖြစ်တဲ့အတွက်ကြောင့်ဖျားသခင်ကိုပြစ်မှားခြင်းဖြစ်သွားမယ်လို့တို့စိုးရင်ကြတာဖြစ်တယ်တို့အော်တဘာစိတ်ထဲမှာမလုံဘူးအဲ့ဒါကြောင့်အဲ့ဒီအသားတွေကိုရှောင်ပြီးတော့ခါအတီးအရွက်ကိုသာစားကြသူများဖြစ်ပါတယ်ဒါလည်းပဲဘုရားသခင်နာမကိုထောက်ပြီးတော့သူတို့အဲ့ဒီအသားကိုဆောင်ပြီးတော့ကအတီးအရွက်ကိုစားကြရတာဖြစ်တယ်ဒါတွေမကဘူးနော်ယုံကြည်ကာစယူဒာလူတို့ကိုလည်းကြည့်မယ်ဆိုလို့ရှိရင်သူတို့ဟာယူဒာဘာသာကနေပြီးတော့ယုံကြည်ခြင်းတို့ရောက်သွားကြသည့်တိုင်အောင်ပညာတရားလက်ထက်မှာရှိစဉ်တုန်းကမစားရတဲ့အသားတွေကိုဆက်ပြီးတော့မစားရဲဘဲနဲ့ဆောင်ကျင်ခြင်းရှိကြပါတယ်အကယ်၍စားမိပါကနော်ဖျားသခင်ကိုပြစ်မှားရာသို့ရောက်နိုင်မယ်ဆိုတဲ့စိုးရင်စိတ်ကြောင့်ငကိုကဆောင်ထားရှိတဲ့အသားငါးတွေကိုမစားဘဲနဲ့အတီးအရွက်ကိုသာစားကြရတာဖြစ်တယ်ဒါကယူဒခရိယန်တွေအခုနောက်ကဟာကြတော့တပါးအမျိုးသားခရိယန်တွေပေါ့နော်ဒီမှာအစားအသောက်ကိုမဆောင်ဘဲစားခြင်းဟာခရစ်တော်အပြင်လွှတ်ခြင်းအခွင့်ကိုတုံး၍စားကြတယ်လို့ပဲအသားကိုမစားဘဲနဲ့ဆောင်တဲ့ဥစ္စာနော်ဆောင်ပြီးတော့အတီးအရွက်ကိုပဲစားတာလည်းပဲဘုရားသခင်နာမကိုထောက်ပြီးတော့ဆောင်ကျင်ကြခြင်းဖြစ်တယ်ဆိုတော့နှစ်ဖွဲ့စလုံးကဘုရားသခင်နာမကိုထောက်ပြီးတော့စားတဲ့လူကစားတယ်ဆောင်တဲ့လူကဆောင်တယ်ဆိုတော့ကိုကျွန်တော်တို့တွေးရတယ်စားတဲ့သူတို့ကိုဘုရားသခင်ကအပြင်းမတင်တကယ်သူပဲအသားငါမစားဘဲနဲ့ဟင်းတီးဟင်းရွက်ကိုဒါစားတဲ့သူတို့ကိုလည်းဘုရားသခင်ကအပြစ်တင်ခြင်းမရှိဘူးဆိုတော့ကိုကျွန်တော်တို့တွေးရပါတယ်နော်
အဲ့ဒီလိုနှမျိုးစလုံးကိုအဲ့ဒီလိုနှမျိုးစလုံးကိုဘုရားသခင်ကလက်ခံပေးခြင်းရှိတယ်အစာအသောက်လို့ဆိုတဲ့အခါမှာကျွန်တော်တို့သိထားဖို့ကတော့မူရည်စေဝါနဲ့အရေးတေစာတို့ကိုတော့ဆိုလိုတာမဟုတ်ပါဘူးเนาะနေ့စဉ်အသက်ရှင်နိုင်ရဲ့အတွက်မြေဝဲစားသုံးတဲ့အစာတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ဆိုတော့ခုနကျွန်တော်တို့ဖတ်ခဲ့တဲ့အတိုင်းပဲရောမာ14တစ်ကနေ3ကြားထဲမှာเนาะယုံကြည်အားနေသောသူတို့နဲ့เนาะယုံကြည်ခြင်းပိုင်းမှာအားကြီးသောသူတို့နောက်ပြီးတော့အစာအမျိုးမျိုးကိုစားသောသူတို့နဲ့เนาะဟင်းတီးဟင်းရွက်ကိုသာစားသောသူဆိုပြီးတော့နှမျိုးနှစ်စားခွဲခြားတာကိုကျွန်တော်တို့တွေ့ရတယ်เนาะဆိုတော့ယုံကြည်အားနေသောသူတို့ကိုလက်ခံရမယ့်အကြောင်းเนาะရောမ14ငယ်1မှာလည်းဖော်ပြပေးထားပါတယ်เนาะအဲ့ဒါကယုံကြည်ခြင်းဘက်မှာအားကြီးသောသူတို့ကိုစင်ပေါ်လူကတိုက်တွန်းနှိုးဆော်ပေးတာဖြစ်တယ်ယုံကြည်ခြင်းဘက်မှာအားကြီးသောသူတို့ယုံကြည်ခြင်းမှာအားနေသောသူတို့ကိုလက်ခံရမယ်လို့ပြောပြတာဖြစ်တယ်ယုံကြည်အားနေသောသူတို့အတွက်ထိုအစာမျိုးကြောင့်ခွဲခြားဆက်ဆံတာမျိုးတို့အထင်မြင်သေးတာတို့မထီမြင်မြင်လောက်တာတို့လောင်ပြောင်တာတို့စားတဲ့ယုံမှစရာဖြစ်စေမဲ့အရာတို့ကိုအဲ့ဒီလူနဲ့မဆွေးနွေးပေးပါနဲ့လို့တတိပေးတာဖြစ်တယ်သူတို့ကိုဧဝံဂေလိတရားရဲ့လွတ်ချင်းအကြောင်းမှာစိတ်ချတေချာခြင်းရှိဖို့ကိုပဲဆွေးနွေးပြရမှာဖြစ်ပါတယ်အဲ့ဒီအကြောင်းကိုစင်ပေါ်လူကတုံသင်ပေးတာဖြစ်တယ်အဲ့ဒီလိုပဲအတာ၅မျိုးကိုရှောင်ပြီးတော့ဟင်းတင်းရွက်ကိုသာစားတော့သူဟာလည်းပဲမိမိတို့ကိုတာ၍ဖြောင်းမတ်သူဖြစ်တယ်လို့မှတ်ယူပြီးတော့အသားငါတို့ကိုမရှောင်မဲ့နဲ့စားတဲ့လူတွေကိုစက်ကြောစီရင်ချင်းမပြုတ်ကြဖို့လည်းပဲတတိပေးနှိုးဆော်ပေးထားပါတယ်တချို့ကဟောအသားကိုမစားဘူးရေသားကိုမစားဘူးဟင်းတင်းရွက်တွေကိုပဲစားတယ်ဒါကြောင့်ငါဟာဘုရားသခင်ဘက်မှာပို့ပြီးတော့ဖြောင်းမတ်တယ်ပို့ပြီးတော့မွေးလို့တယ်ဆိုတဲ့စိတ်ထားကိုမမွေးပဲနဲ့เนาะဒီကဲ့ရဲ့ပြစ်တင်ခြင်းမပြုတ်ပဲနဲ့နေရမယ်လို့စင်ပေါ်လူကเนาะဟင်းတင်းဟင်းရွက်ကိုစားတဲ့လူတွေကိုလည်းတတိပေးနေတာဖြစ်တယ်အချို့အဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့အစာအသောက်အဖြစ်အချင်းချင်းစစ်ကြောစီရင်ခြင်းတို့ပြစ်တင်ဆုတ်ချခြင်းတို့เนาะမပြူးကြဖို့အတွက်အလုံးဟာစင်ပေါ်လူကပြောပြတာဖြစ်တယ်အချင်းချင်းကိုကျိုးဆိုလက်ခံဖို့အတွက်နှိုးဆော်ပေးတာဖြစ်ပါတယ်အစာအမျိုးမျိုးကိုစားတော်သူကိုမစားတော်သူကစက်ကြောစီရင်တယ်ဆိုပေမဲ့ဘုရားသခင်ကထိုသူကိုမစီရင်ဘူးလက်ခံတော်မူပြီလို့14အငယ်3မှာပြောပြထားပါတယ်။နောက်ရောမာ14အငယ်4မှာကြတော့ဘုရားသခင်ဒီသာစီရင်ပိုင်တော်သူဖြစ်ကြောင်းเนาะပြောပြထားပါတယ်အပြစ်စက်ကြောစီရင်တတ်သူဟာကိုယ်တိုင်အပြစ်စီရင်ခြင်းခံရမယ်အကြောင်းမစီရင်တော်သူအားအပြစ်လွတ်ခြင်းသူ၎င်းစီရင်ပေးတဲ့လူဟာဘုရားသခင်သာလင်ဖြစ်တယ်ဆိုတာကိုရှင်ပေါလုကပြောပြထားပါတယ်လူဟာယုံကြည်ခြင်းမှာအားကြီးတဲ့လူဖြစ်စေအားနည်းတဲ့လူဖြစ်စေလူချင်းစက်ကြောစီရင်ခြင်းအမှုကိုဘုရားသခင်ကတားမြစ်ထားတာဖြစ်ပါတယ်ယုံကြည်သူအချင်းချင်းတို့ဟာအချင်းချင်းတယောက်ကိုတယောက်အားပေးတိဆောက်ခြင်းအမှုကိုသာပြုရမယ်အကြောင်းဟေပြအခန်းကြီး30အငယ်25မှာလည်းပဲဘယ်လိုရေးပေးထားတယ်လဲဆိုလို့ရှိရင်အချင်းချင်းတို့ကိုတိုက်တွန်းနှိုးဆော်ကြလောကာလအချိန်ရောက်လူနီးဒီကိုထောက်သဖြင့်တာ၍ကြိုးစားကြလောဆိုပြီးတော့တိုက်တွန်းနှိုးဆော်ပေးထားတာကျွန်တော်တို့တွေ့ရတယ်အချင်းချင်းတို့ကိုမထီမြင်မြင်ပြုပြီးတော့စက်ကြောစီရင်ပါလို့တမန်ကျမ်းစာကတိုက်တွန်းပေးမထားပါဘူးเนาะအချင်းချင်းတို့ကိုတဲ့တိုက်တွန်းနှိုးဆော်ကြလောဆိုပြီးတော့
တီဆောက်ဖို့ဖဲကိုပဲတမန်ကျမ်းစာကနှိုးဆော်ပေးထားတာဖြစ်ပါတယ်နောက်ပြီးတော့ကိုရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး8အငယ်8မှာလည်းပဲအစာအသောက်အားဖြင့်ဖျားသခင်ရှေ့မှာမျက်နာရသည်မဟုတ်အစာကိုသုံးကာမျှဖြင့်ညက်သည်မဟုတ်ဆောင်ကာများဖြင့်ရုပ်သည်မဟုတ်ဆိုပြီးတော့လည်းဖော်ပြထားသလိုရောမအခန်းကြီး14ကျွန်တော်တို့မရောက်သေးတဲ့အခန်းငယ်7ခွန်မှာလည်းပဲဖျားသခင်ဤနိုင်ငံတော်သည်အစာအသောက်၌မတည်ဆိုပြီးတော့လည်းပြောပြထားပါတယ်ဒါကြောင့်အစာအသောက်အားဖြင့်ယုံကြည်သူအချင်းချင်းစက်ကြောစီရင်ခြင်းမပြုကြဖို့စင်ပေါ်လူရဲ့တိုက်တွန်းနိုးဆော်ပေးခြင်းအပြင်ခွန်အားရရှိနိုင်ကြပါစေလို့ဆုတောင်းပေးရင်နဲ့ရောမအခန်းကြီး14အငယ်1ကနေ4ကျမှာဖော်ပြပေးထားတဲ့အကြောင်းအရာအဆင်းလင်းချက်ကိုဒီမြေပဲနေကုန်ချုပ်ပါရစေအလုံးပေါ်မှာဖျားရခင်ကောင်းကြီးချပေးပါစေ